ဒီစင်ပါရဲ့ဘာကြောင့်မွေးနေရလဲဝေးနေတဲ့ကောင်းမလေးနောက်လူလာမြဲsorry စာသမားပါဒီစင်ပါရဲ့ဘာကြောင့်မွေးနေရလဲဝေးနေတဲ့ကောင်းမလေးတွေနေမလားပဲနင်းတွေလဲကြာနေတဲ့အိမ်ပြင်မှာလဲအခန်းထဲကလူမတော့မျက်ရည်ရွှဲအရန်လွမ်းတဲ့သူမဟုတ်စိတ်မချခဲ့ဘူးမင်းရှိတဲ့လူနာတွေ့ဖက်ပြီးရလားအရန်အေးတဲ့ဆောင်ရစီမှာမင်းလေးကြီးဆိုင်ပါစိတ်ဘူးလို့ပြောတာပါမဆိုင်တော့မှန်တည်တယ်ယုံကြည်ခဲ့တဲ့များ